ဓမ္မောက်ဆိုရင်စီရဲများလို့စားရမှာကြောက်နေတာလားစိတ်မပူပါနဲ့ဒီနေ့တပလက်ပူရီမှာတော့စီကိုတတ်နိုင်ဆုံးစွတ်သုံးထားပေမဲ့အရသာကတော့ရိုးရိုးဓမ္မောက်တွေထက်တောင်ပိုရှယ်နေစေမဲ့ကျွန်တော်ရဲ့ fresh style ဓမ္မောက်ကိုချက်ပြပေးမှာဖြစ်ပါတယ်ကြက်သားချက်ရဲ့ကတွင်းမိန်စီမဲ့အချင်တုပ်လေးရဲ့နဲ့ကျမရေးအတွက်စိတ်ကြလက်ချစားလို့ရမယ်ဓမ္မောက်ကိုဘယ်လိုချက်မလဲဆိုတာကိုတူတူကြည့်အောင်ပါခင်ဗျာဘာဝင်တော့ပစ္စည်းတွေကလီတာတော်ချက်သွန်နီတစ်ချက်ဖို့ခေါကလဝေးရွယ်ဖာလာစီတွေဖြစ်ပါတယ်ထောဘက်စီနှဲငယ်ရဲ့ဓာတ်ပေါင်းမဆလာရဲ့ဖြစ်ပါတယ်ခင်ဗျာဓာတ်ပေါင်းနဲ့တွဲစားဖို့အချင်ကတော့ကော်ဖီရဲ့နန်နန်ရွယ်ကြက်သွန်ကြော်ရဲ့တမယာတီလီတာတော်ချက်သွန်နီမြုပ်ဒီစိတ်နဲ့တရက်ဒီတွေပါဝင်မှာဖြစ်ပါတယ်ဓာတ်ပေါင်းသမင်းချက်တဲ့ချိန်ပါဝင်တော့ပစ္စည်းကတော့တပြည့်ကြောက်ရဲ့ပဲစိတ်ရဲ့မောင်လာဥနီရဲ့ကြက်သွန်ကြော်ရဲ့ဓာတ်ပေါင်းမဆလာရဲ့ကလဝေးရွက်ရဲ့ဖာလာစီရဲ့တစ်ချက်ဖို့ခေါရဲ့ထောဘက်စီနဲ့နှုတ်စိတ်လေးပါဝင်တာဖြစ်ပါတယ်ကဲကြက်သားကိုစားပြီးတော့နှက်ပါမယ်အသားမုတ်နဲ့ငယ်စားနဲ့ငယ်ချုံမုတ်နဲ့ငယ်နဲ့ဆွနေမုတ်နဲ့ငယ်ဓာတ်ပေါင်းမဆလာနဲ့ငယ်ထည့်ပေးရမှာဖြစ်ပါတယ်နောက်ပိတ်ဆုံးနေနဲ့ဒိန်ကျင်နဲ့ငယ်ထည့်ပေးရမှာဖြစ်ပါတယ်ကဲစားပြီးတော့နေပါမယ်နှံ့သွားပြီဆိုရင်ကြက်သွန်ကြုံထည့်ပြီးတော့ဆက်နေပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်အယောင်တင်မုတ်ထည့်ပြီးတော့ထပ်နေပေးလိုက်ပါနေလို့နှက်ပြီးဆိုရင်ခဏလောက်လေးနှက်တာပါကျော်တို့ဓမ္မောက်သမင်းကိုစားချက်ပါမယ်ခင်ဗျာဓမ္မောက်သမင်းချက်တော့မယ်ဆိုရင်အရေးကြီးတာကဓမ္မောက်ချက်မဲ့ဆန်ကို3-4ရေလောက်ဆေးပေးရမှာဖြစ်ပါတယ်အခုမြင်တဲ့တိုင်းပဲရေတွေကြည်လင်တဲ့အထိဆေးပေးရမှာဖြစ်ပါတယ်ကဲဓမ္မောက်စားချက်ပါမယ်အမွှေးကြိုင်တွေကိုစီနှဲငယ်ရဲ့တောဘက်စီရဲ့ထည့်ပြီးတော့စီတက်ပေးရမှာဖြစ်ပါတယ်တက်ပြီးသားစီကိုဓမ္မအိုးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ရေလေးထည့်ပါမယ်ရေကတော့မိမိသမင်းချက်နေတဲ့အတိုင်းတော်အတိုင်းလေးပဲထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်စားနှဲငယ်ရဲ့တကြားနှဲငယ်ရဲ့ထပ်ထည့်ပေးရမှာဖြစ်ပါတယ်နောက်ပိတ်ဆုံးတစ်ချက်ကနှုတ်စိန်လေးပါထည့်ပေးလိုက်ပါနှံ့အောင်လေးဖွေပြီးရောချက်လို့ရပါပြီဓမ္မောက်သမင်းချက်ထားတဲ့ချိန်မှာကြက်သားညင်းကိုကျွန်တော်တို့ချက်ပါမယ်စီလေးနှဲငယ်ထည့်ပြီးတော့အမွှေးချိုင်တွေကိုစီတက်မှာဖြစ်ပါတယ်စီတက်တာတော့ကြက်သွန်တွေမှုေးလာပြီးနောလာပြီးဆိုရင်ခဏကနှက်ထားတော့ကြက်သားလေးတွေထည့်မှာဖြစ်ပါတယ်ကြက်သားတွေထည့်ပွားပြီးဆိုရင်ဘယ်ညာလေးတွေကိုထည့်ပေးပါခင်ဗျာအားလုံးနှံ့သွားရအောင်လို့ပါပြီးရင်ထောဘက်စီပါအနေငယ်ထည့်ပြီးတော့ထပ်မွေပါကြက်ထားတဲ့ကထွက်လာတဲ့ရေနဲ့ပဲနှက်အောင်ဆက်မွေပေးရမှာဖြစ်ပါတယ်အသားလေးတင်းလာပြီးဆိုရင်ရေလေးထည့်ပြီးတော့မီးအေးလေးနဲ့ချက်ထားရမှာဖြစ်ပါတယ်ကြက်သားညင်ချက်ထားတဲ့အချိန်မှာအချင်းကိုစားတော့ပါမယ်ချုံမုတ်နေငယ်ရဲ့ငန်းပြားရည်နဲ့တံမြားရည်ညှက်ထည့်ပြီးတော့စားတော့မှာဖြစ်ပါတယ်ကဲခုဆိုရင်တော့ဓာတ်ပေါင်းနဲ့တွဲစားဖို့အချင်းတုပ်ကတော့ရပါပြီခင်ဗျာကဲကြက်သားညင်းကိုဆက်ကြည့်ပါမယ်အနှက်မမွေးလေးနဲ့ကြက်သားညင်းကလည်းရတော့ပါမယ်ကျွန်တော်ကခဏလောက်လေးနှက်ထားခြင်းနေတယ်ဓမ္မောက်အိုးကိုဆက်ကြည့်ပါမယ်ဓမ္မောက်ကလည်းရပြီဆိုတော့ဓမ္မောက်သမင်းကိုစပြီးတော့လုပ်ပါမယ်ဓာတ်ပေါင်းနဲ့တူရအောင်ဓာတ်မောက်ကာလာလေးကျွန်တော်ဆိုပါမယ်ကဲနှက်အောင်လေးမွေပေးပါမယ်ခင်ဗျာအနှံ့ကမွှမွေးလေးနဲ့စားကျင်စရာပဲပဲစဲလေးနှဲငယ်ထည့်ပါမယ်မောင်လောင်နီပြုတ်ထားတာနှဲငယ်ထည့်ပြီးတော့စပစ်ကြောက်လေးထပ်ထည့်မှာဖြစ်ပါတယ်ပြီးတော့ရင်ကြက်သွန်ကြော်လေးထည့်ပါမယ်ဓာတ်မောက်မဆလာနှဲငယ်ထည့်ပြီးတော့နှက်အောင်လေးထပ်မွေပေးမှာဖြစ်ပါတယ်မွေတာနှက်သွားပြီဆိုရင်တော့နောက်တစ်ချိန်ပေါင်းလေးထည့်ပြီးတော့ထပ်ပြီးတော့နှက်ပါမယ်တန်ပေါင်းနဲ့မတဲ့လို့စစ်မကောင်းဖြစ်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအဖြေပါပဲအခုကျွန်တော်စားပြနေတယ်လို့မျိုးအရသာကလည်း share ကျမရဲ့အတွက်လည်းစိတ်ချရတဲ့တန်ပေါင်းမျိုးကိုတင်ကိုယ်တိုင်လည်းချက်စားကြည့်နိုင်ပါတယ်နော်နောက်ထပ်လည်းဒီလိုမျိုးကျမရဲ့နဲ့ညီညွတ်တဲ့အစားအသောက်တွေကိုတပလက်ပူရီမှာဆက်လက်မျှဝေပေးသွားမှာမို့လို့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာအားလုံးပဲကြမ်းကြမ်းမာမာနဲ့အရသာရှိရှိစားနိုင်ကြပါစေခင်ဗျာ